ထားနဲ့မထားနဲ့ဘာကနဲ့မနိုင်မနိုင်တော့ကြည့်သေးတယ်မပြင်းနဲ့တော့တမင်းနော်အဖေပဲနဲ့သူနေသလားဘာမှပြဖို့ဒီမှာအလွတ်ကြီး28ရက်3လ2020ဟုတ်ပါ